ကျွန်တော်ခန္ဓာကိုယ်ရဲ့မှာဒီမကောင်းတဲ့အဆီထဲမှာဆိုရင်ဒီ LDL cholesterol ဆိုတာကိုအကြောက်ဆုံးပဲဒီ LDL cholesterol ကိုမချနိုင်ပြီဘူးမစစ်ဆေးမိပဲနဲ့ပြစ်ထားမိလို့ရှိရင်ကျွန်တော်သွေးကြောနိုင်ငံလေးရဲ့မှာအဆီလေးတွေပုံရင်းနဲ့နောက်ပိုင်းမှာလေဖြတ်သွားတာတွေနှလုံးသွေးကြောပိတ်တယ်ဆိုတော့ယောဂအကြီးအသက်ကိုသေစေနိုင်တဲ့အထိဖြစ်နိုင်တယ်အဲ့ချိန်ကျတော့လွန်မျိုး LDL cholesterol တက်ရရဲ့အကြောင်းရင်းနံပါတ်1မေးခွန်းကဘာကြောင့်မို့ဖြစ်ရတယ်လဲဆိုရင်ကျွန်တော်နေတဲ့တူနေထိုင်စားသောက်မှုပုံစံတွေမှားယွင်းနေဖြစ်တတ်တယ်နံပါတ်1ကအစားအသောက်လွဲလို့ဖြစ်တာစားရတဲ့နေရာမှာလည်းဒီအစီအစိမ့်တွေစီကြောစားတွေကျွန်တော်ပြေဝစီနဲ့မပြေဝစီရှိရတဲ့မှာဆိုရင်ဒီပြေဝတဲ့အစီတွေကိုအစားများရင်ဖြစ်တတ်တယ်ပြေဝတဲ့အစီဆိုတာဒီဝတ်သားစီတို့စိတ်သားစီတို့အမဲသားစီတို့ပြီးစားအုံးစီတို့ဒီမကောင်းတဲ့အစီတွေအဲ့ပြီးတော့မှလမ်းဘေးစာတွေပေါ့လေမကြခဏဒီစီကိုပဲထက်ခါကြော်ထားတဲ့အစီတွေနောက်တစ်ခုကပြုတ်ပြင်ပြောင်းလဲထားတဲ့ trans fat တွေအသင်စားမုန့်တွေရလဲဒီမကောင်းတဲ့အစီတွေရတတ်တယ်လူမျိုးအစားအသောက်တွေကျွန်တော်ကြာစားလို့ရှိရင်ဒီမကောင်းတဲ့အဆီ LDL cholesterol ကြီးမြင့်မားပြီးတော့ဒုက္ခရောက်တတ်တယ်အဓိကအစားအသောက်လွဲလို့ဖြစ်တာနံပါတ်2အချက်ကကျတော့ကိုလက်လှုပ်ရှားမှုအားနေလို့ဖြစ်တာကျွန်တော်ကအထိုင်များတယ်ဒီနောက်ပိုင်းတွေမှာ9 to 5 job တွေတအားလုံးရတယ်လမ်းလျှောက်ဖို့အတွက်အချိန်မပေးနိုင်ဘူးလူကအဝလွန်လာတယ်ခန္ဓာကိုယ်ရဲ့မှာဒီပိုရှမ်းနေတဲ့အရာတွေကိုခန္ဓာကိုယ်ကအဆီအဖြစ်နဲ့ပြောင်းလဲပလိုက်တယ်ပုံမှန်အဖြစ်လမ်းလျှောက်တယ်ကျွန်တော်ကြွက်သားလေးတင်ကနေလှုပ်တယ်ပြီးရလွှားရဆိုရင်ခန္ဓာကိုယ်ရဲ့အဆီကို fat ကိုဘန်းလုပ်ပြီးလောင်ကျွမ်းပြီးတော့မှစွမ်းရည်အဖြစ်ကိုပြန်ပြောင်းပေးတယ်ဒါပေမဲ့အထိုင်များတဲ့သူတွေမှာဒီစွမ်းရည်တွေကပိုရှမ်းနေပြီးတော့ခန္ဓာကိုယ်ကမသုံးမိတဲ့အခါမျိုးမှာခန္ဓာကိုယ်ရဲ့မှာစုထားမိတာဘိုက်မှာအဆီလေးနဲ့အသေးမှာအဆီဖုံးတယ်ဒီမကောင်းတဲ့အဆီများတယ်နောက်ဆက်တွဲတွေပဲအဓိကနံပါတ်1ကအထိုင်များလို့ဖြစ်တယ်နံပါတ်3ကတော့ခုနနှစ်ခုမစင်ချင်တော့အဝလွန်ခြင်းဆိုင်ရာယောဂါတွေဝင်သွားရင်ဖြစ်တတ်တယ်တချို့ရေစီးကြိုရှိရဲသွေးတို့ရှိရင်လည်းသူ့ရဲ့တငယ်ချင်းအပေါင်းပါဖြစ်တယ်ဒီသွေးတွင်းအဆီများတာကိုပါတွဲပြီးမှဝင်တတ်တယ်ကြောင့်မို့ကျွန်တော်ကသွေးတို့ရှိရဲစီးကြိုရှိရဲဆိုရင်တစ်နှစ်တစ်ခါသွေးတွင်းအဆီကိုလိုက်ပြီးမှစစ်ပါဆိုတာအဲ့အကြောင်းမို့ပဲယောဂါရတွဲပြီးမှဝင်တတ်တယ်တချို့သူတွေဒီ thyroid hormone အထွက်နေတဲ့ hypothyroid လူနာတွေမှာလည်းသွေးတွင်းအဆီတွေလိုက်ပြီးမှစစ်ဆေးတဲ့ယောဂါရတစ်ခုနဲ့တစ်ခုချိတ်ဆက်နေတာအဓိကတက်ရတဲ့အကြောင်းရင်းကဒီလိုမျိုးရှိရပါလိနံပါတ်2အချက်ကစေဝအကူမပါဘဲနဲ့တဘာဝအတိုင်းချဖို့ဆိုရင်ကျွန်တော်ခုနကတော့ပြောခဲ့တဲ့ဟာရောလိုက်ပြီးမှပြင်ရမယ်ဒီပြေဝစီကိုတက်နေတယ်များရှော့ပြီးမှစားမယ်ဒီမပြေဝစီဖြစ်တဲ့တန်လွင်စီတို့နေကြစီတို့ပဲစီဒီလိုမျိုးဘတ်တွေအပင်တွေကနေရတဲ့အစီတွေကိုဦးစားပေးပြီးတော့မှစားရမယ်နောက်တစ်ခုကကိုလက်လေ့ကျင့်ခန်းတရက်ကိုနာရီက45မိနစ်လမ်းလျှောက်တာမျိုးကြီးလုပ်ပေးရမယ်ကျွန်တော်ဝါနာပါတဲ့ကျွန်တော်လက်တာတွေစပိန်နေတာမျိုးတွေအဓိကချွေးထွက်စေမဲ့ကိုကာရလေ့ကျင့်ခန်းတွေကျင်ဆော့ရမျိုးတွေတွဲပြီးမှလုပ်ရမယ်နောက်တစ်ခုကဒီကြာထိုင်ရတဲ့သူတွေကလည်းနာရီကတစ်ခါ prolonged sitting ပေါ့လေကြာထိုင်ရတဲ့ဟာကိုဖြတ်ပြီးတော့မှနာရီကတစ်ခါ2မိနစ်3မိနစ်ရေထတောက်တယ်လို့မျိုးနဲ့လမ်းလေးခဏလေးရှောက်ပေးရမျိုးတွေလုပ်ပေးရမယ်အဝမလွန်အောင်ကြိုးစားရမယ်စီးကြိုသွေးကြိုတွေနောက်တစ်ခုကသွေးတွင်းအဆီများတဲ့ယောဂါတွေကိုကျွန်တော်လိုက်ပြီးမှထိန်းချုပ်ရမယ်လူမျိုးငကိုယောဂအခန်းကိုလည်းလိုက်ပြီးမှထိန်းချုပ်လို့ရှိရင်အဆင်ပြေသွားမယ်နံပါတ်1မေးကောင်ကနံပါတ်3ကကြတော့ဒီလိုမျိုးယောဂါတွေနောက်ဆက်တွဲသွေးတွင်းအဆီများရင်နောက်ဆက်တွဲဘာယောဂါတွေဝင်လာတယ်လဲဆိုရင်ကျွန်တော်ပထမအဆုံးပြောခဲ့တယ်လို့မျိုးပဲဒီကောင်လေးကကျွန်တော်သွေးကြောနံရံတွေထဲမှာအမိုက်တွေများလာရင်သွေးကြောထဲမှာအဆီရေစုရင်းနဲ့နှလုံးသွေးကြောပိတ်သွားတယ်ဆိုရင်ကျွန်တော်အရေးပေါ်ဌာနမှာထောက်ထည့်ရတယ်ဆိုပါကြားဘူးမှာပါအဲ့လိုမျိုးလုပ်ရမယ်နောက်ကအုံနောက်သွေးကြောမှာအဆီရေများပြီးအုံနောက်သွေးကြောပိတ်သွားလို့ရှိရင်ရုပ်တရက်လေဖြတ်သွားတယ်မနေ့ကနိုးလာတော့လက်တစ်ဖက်ကြီးလှုပ်မရတော့ဘူးခန္ဓာကိုယ်ချိုင်းလှုပ်မရတော့ဘူးစကားပြောကလေးလာတယ်ဆိုတာဒီ LDL cholesterol ကိုကျွန်တော်မထိန်ချုပ်နိုင်လို့ပဲဖြစ်တယ်ကျွန်တော်ကပထမဦးဆုံးLDL cholesterol များတာကိုလာပြီးမှတွေ့တယ် cholesterol ရဲ့ကမောက်ကမဖြစ်တာကိုတွေ့လို့ရှိရင်ကိုကယောဂခံလည်းမရှိဘူးအသက်ငယ်သေးရင်တဘာဝတိုင်းချလို့ရတယ်ကျွန်တော်ခုနပြောခဲ့တဲ့လမ်းလျှောက်တာမျိုးတွေအစားအသောက်စင်တာမျိုးနဲ့ချကြည့်အဲ့ဒါပြီးတော့3လနေပြန်စစ်ခိုင်းတယ်စစ်လို့မှများနေသေးရောမရဘူးတောက်ဆေးဘက်လိုက်ရတော့အသက်ငယ်တဲ့ယောဂခံမရှိဘူးမျိုးထဲမှာလည်းသွေးတွင်းအဆီများတဲ့ငယ်ရွယ်နဲ့လေးဖြတ်ဖူးတဲ့သူမရှိဘူးဆိုရင်ကျွန်တော်တို့ကတဘာဝအတိုင်းလမ်းလျှောက်အောင်စားတော့ပြင်ပြီးတော့စောင့်ကြည့်လို့ရတယ်စောင့်ကြည့်လို့မှမကြဘူးဆိုရင်တော့နောက်ပိုင်းမှာသွေးတွင်းအဆီကျစေတယ်ကျွန်တော်လိုက်ပြီးမှကုရပါတယ်